ဒီနေ့ vlog လေးကကြတော့ဆွေမျိုးတစ်ယောက်ရဲ့နာရေးအစအဆုံးကိုရိုက်ထားတဲ့ဗီဒီယိုလေးတွေကိုစုထားဖြစ်ပါတယ်ဘန်ကောက်မှာတော့ဘန်ကောက်စတိုင်9ရက်လောက်ဘုန်းကြီးကျောင်းမှာထားတယ်မနက်ဖျားစာရွတ်ညဖျားစာရွတ်9ရက်ပြည့်ပြီးနောက်ပိုင်းမှာမီးတကြိုဆက်ထဲမှာတခါတည်းထည့်တယ်ပြီးလို့ရှင်နောက်ရက်မနက်ကြလို့ရှင်ရင်တော့ဒီမီးတကြိုဆက်ကအယိုးပြယူပြီးတော့ကိုမြုပ်ချင်တဲ့နေရာဖြစ်ဖြစ်ကိုမျောချင်တဲ့မြစ်တို့ဘာလို့မှာပဲဖြစ်ဖြစ်ပေါ့နော်ကိုစိတ်တိုင်းကြတော့လှုပ်လို့ရတယ်ဒါကတော့ဘုန်းကြီးကျောင်းကကိုတော်လေးတွေမနက်7 နာရီတခါဆိုလို့ရှိရင်6 နာရီဆိုလို့ရှိရင်ပေါ့နော်ဖះစာရွတ်ပြီးတယ်ဒါကတော့သေဆုံးသူရဲ့ဆန္ဒအတိုင်းဘုန်းကြီးကျောင်းရဲ့ချောင်းထဲမှာပေါ့နော်မြစ်ပေါ့နော်အဲ့ဒီမှာသွားပြီးတော့အယိုးပြမျောတာပါလောကမှာအရာရာငွေပဲဒီဟာကဒီတင်မောအကြီးနဲ့ပေါ့နော်တင်မောလာပါလားမသိဘူးเนาะအဲ့ဟာအကြီးနဲ့သွားတာပေါ့နော်သူကမြစ်ဝထီတော့မရောက်ဘူးမြစ်ဝနာပေါ့နော်ချောင်းကနေပြန်မျောတယ်အနေရာကတော့စမှုပကံကဝက်ရိုင်ကင်လာမလို့အဲ့ဒီဖုန်းကြီးချောင်းမှာပါဒါကတော့ပြန်တဲ့လမ်းမှာပေါ့နော်အဲ့ဒီမှာအရန်သဘောကျတာတခုကလေအဲ့ဒီမြေကမ်းပေးဇက်ကကိုပိုင်ချန်နေရှိတယ်ကိုပိုင်ချန်နေရဲ့အိမ်တိုင်းမှာလှေစိတ်ရှိတယ်ကိုပိုင်လှေရှိတယ်တာယာတယ်ပေါ့နော်ပြီးတော့အဲ့ဒီဘေးတာဘေးနေဆိုတာကမမြင်ရတာအရန်ကြာပြီအဲ့ဒီဘေးတာဘေးနေမျောလာတာကြည့်ပြီးတော့လေမဘေးတာတပင်းနဲ့ဘာညာကြပြားလေးတောင်တတိယသွားသေးတယ်ဘေးတာဘေးနေလက်ဆက်ပြီးလေးရလဲအရန်ကုန်မကောင်းတယ်အဲ့ဒီနားမှာခြံဝင်းပိုင်တဲ့သူတွေကတော့ဟိုလုံးဝအရန်ကုန်ပေါ့နော်အရန်မိုက်တယ်လို့ခံစားရတယ်အရန်လည်းအေးတယ်อันติชาทำอะไรคะเลี้ยงปลาอาหารปลาเลี้ยงอาหารปลาใช่เก่งมากตัวใหญ่มากเลยที่จะเราหิวเนาะจะเซ่เท่มีกันที่ยัง